Hey guys, Squid Game ကိုကြည့်ဖူးကြတယ်မလားလူပေါင်းများစွာကငွေကြေးအတွက်အတန်းနဲ့ရင်ထိပြန်ခဲ့ကြတယ်ဒါပေမဲ့အခု2026မှာတော့ကိုရီးယားနိုင်ငံကနေအဲ့ဒီထပ်ပိုစမ်းကျဲပိုနတ်နဲကပြိုင်ပွဲတစ်ခုထွက်ပေါ်လာခဲ့ပါပြီအဲ့ဒါကတော့ Battle of Fish ပါဒီပွဲမှာပြန်ရမှာကခွန်အားမဟုတ်ဘူးဉာဏ်ပညာတတ်တတ်လည်းမဟုတ်ဘူးပြန်ရမှာကလူတယောက်ရဲ့ကန်တရားကိုဘယ်လောက်ထိဖောက်ထွင်းမိနိုင်လဲဆိုတာပါပဲကိုရီးယားနိုင်ငံအနက်ကအတော်ဆုံးလို့နာမည်ကြီးတဲ့နတ်ဆရာဘေးရင်ဆရာတေရော့ဖတ်တူနဲ့မျက်နှာလက္ခဏာဆရာစုစုပေါင်း90ယောက်ကိုတနေရာတည်းစုစည်းပြီးတိုက်ခိုက်လိုက်တဲ့အခါဘာတွေဆက်ဖြစ်မလဲဒါဟာတကယ်ပဲစွာနာလားဒါမှမဟုတ်ကျွန်တော်တို့မသိတဲ့စိတ်ပညာလွှဲခွက်ကြီးလားဒီနေ့ The Simple Mindset မှာအတူတူထုံးတိုက်ကြည့်ရအောင်ဒီပြိုင်ပွဲရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကယုံကြည်မှုမတူတူတွေရဲ့တိုက်ပွဲဖြစ်နေတာပါတစ်ဖက်မှာနတ်တီဝါတွေရဲ့အထံကိုကြားရတယ်ဆိုရဲနတ်ဆရာတွေရှိတယ်သူတို့ကခေါင်းလောင်းတန်တွေခါခုံမှုတွေနဲ့ဝိညာဉ်လောကကိုဆက်သွယ်ကြတယ်နောက်တစ်ဖက်မှာရှီဟောင်းစာပေကျမ်းဂန်တွေမွေးထက်ကရာတွေကိုတွက်ချက်ပြီးအပြေးထုတ်တဲ့ပညာရှင်စာချူမာစတာတွေရှိတယ်သူတို့ကတော့ data နဲ့စရင်အင်းကိုယုံကြည်သူတွေပါပြီးတော့ The Rock တွေမျက်နှာလက္ခဏာတွေကနေစိတ်ကိုဖတ်တဲ့သူတွေလည်းပါဝင်ပါတယ်သူတို့အားလုံးရဲ့ရည်ရွယ်ချက်ကတခုတည်းပါငါရဲ့ပညာကအမှန်ကန်ဆုံးပဲဆိုတာကိုတည်ပြုဖို့ပါတယ်ဒါပေမဲ့ပြိုင်ပွဲပုံစံကရက်ဆက်ပါတယ်မျက်နှာဖုံးဆူထားတဲ့လူတစ်ယောက်ကိုကြည့်ပြီးဒီလူဟာလူသက်သမားလားထွချေလားဆိုတာခွဲခြားရတာမျိုးပါမာတာနဲ့ချက်ချင်းအိမ်ပြန်ရပါတယ်ဒီနေရာမှာကျွန်တော်တို့မိခွန်ထုတ်စရာတခုရှိလာပါတယ်သူတို့တကယ်ပဲသိတာလားတချို့ပြိုင်ပွဲဝင်တွေကချက်သီးချက်လောက်အောင်မှန်ကန်ကြပေမဲ့တချို့ကြတော့လေဘာလို့အကြီးကျယ်လွဲမားကုန်ကြတာလဲဒီနေရာမှာစိတ်ပညာတဘောတရားတစ်ခုဝင်လာပါတယ်အဲ့ဒါကတော့ code reading ပါ code reading ဆိုတာလူတစ်ယောက်ရဲ့အဝတ်အစားမျက်နှာအမူအရာလက်ချောင်းလေးတွေရဲ့လှူရှားမှုကိုကြည့်ပြီးအချက်အလက်ယူလာပါဥပမာနတ်ဆရာကမင်းငယ်ငယ်ကရေနဲ့ပတ်သက်ပြီးထိတ်လန့်စရာကြုံဘူးတယ်မလားလို့မေးလိုက်တဲ့အခါတကယ်တော့လူတော်များများကရေမွန်းဖူးတာရေကူးမတတ်တာမျိုးရှိတတ်ကြပါတယ်ဒါကို Barnum effect လို့ခေါ်ပါတယ်ရေပေါ်ရကြတဲ့အချက်အလက်ကိုကိုယ့်အကြောင်းပြောနေတယ်လို့ထင်မှတ်သွားစီတာပါဒါဆိုရင်ဘေးရင်ဆရာတွေကလိန်နေတာလားမဟုတ်ပါဘူးသူတို့မှလည်းသူတို့ရဲ့ပညာရည်နဲ့စွမ်းရည်တွေရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့ဒီ show ကနေကျွန်တော်တို့ကိုပေးလိုက်တဲ့အကြီးမားဆုံးသင်ခန်းစာကတော့ကန်ဒီယာဆိုတာအသေးရည်ထားတဲ့ဇာညွှန်းမဟုတ်ဘူးဆိုတာပါပဲပြိုင်ပွဲဝင်တယောက်ကပြောသွားဖို့ပါတယ်ကျွန်တော်ကမိုးရွာမှာကိုကြိုမီးနိုင်ပေမဲ့ထီးယူသွားမလားမယူသွားဘူးလားဆိုတာကတော့လူသားရည်ရွေးချယ်မှုပါပဲတဲ့တွေ့လားမိတ်ဆွေပေးတင်ဆရာတွေကလမ်းပြမီးပုံကိုပေးနိုင်ပေမဲ့ကားမောင်းရမှာကမိတ်ဆွေကိုယ်တိုင်ပါပဲ Battle of Fish ဆိုတဲ့ဒီပြိုင်ပွဲကြီးမှာဘယ်သူနိုင်မလဲဆိုတာထက်ပိုရေးကြီးတာကမိတ်ဆွေရဲ့ဘဝတိုက်ပွဲမှာမိတ်ဆွေကကန်ဒီယာကိုအရှုံးပေးမလားဒါမှမဟုတ်ကိုယ်ပိုင် mindset နဲ့ဖောက်ထွင်းမလားဆိုတာပါပဲအတိတ်ကဖြစ်ရတွေကမိတ်ဆွေရဲ့ကန်ဒီယာထိခိုက်ရင်တောင်အနာဂတ်ဆိုတာကတော့မိတ်ဆွေရဲ့လက်ရှိလုပ်ရက်တွေပါပဲကန်ဒီယာကိုမီးမနီးပါနဲ့တော့ကန်ဒီယာကိုကိုယ်တိုင်ဖန်တီးယူလိုက်ပါဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အတွေ့တစ်ခုခုရစေခဲ့ရင် like နဲ့ share လုပ်ပေးခဲ့ပါ The Simple Mindset Channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့